မင်္ဂလာပါရှင်ချစ်ကြမဲ့ channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ရွာကိုသွားလဲပြီးငါးကန်ဖွန်လို့ရရင်ပစွန်နဲ့ငါလက်လက်ဆက်ဆက်လေးတွေကိုရေချိုးတောက်စလူဟင်းလေးချက်ပြသွားပါမယ်ရှင်ကျမတို့နေထိုင်တဲ့တွန်တင်းမြို့လေးမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးငါးမွေးမြူရေးလုပ်ငန်းလေးတွေကိုအသက်မွေးကြောင်းအနေနဲ့တော်တော်များများလုပ်ကိုင်စားကြပါတယ်ဒါကြောင့်မလို့ငါးနဲ့ပစွန်လက်လက်ဆက်ဆက်လေးတွေကိုစားရတဲ့မျိုးလေးပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ရွာမှာရှိတဲ့ကျေးလက်ပါဝါ organic ပစ္စည်းလေးတွေနဲ့ချက်ပြတဲ့ပစွန်နဲ့ငါတောက်စလူဟင်းလေးကိုဗီဒီယိုလေးမှာလိုက်ပါကြည့်ရှုပေးပါဦးနော်ကျမတို့ channel မှာချက်ပြတဲ့ဟင်းချက်နည်းလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ subscribe လေးနဲ့ notification ခေါင်းလောင်းလေးနှိပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်ကန်ဖော်တဲ့အခါမှာတော့ကန်ထဲကနေပြီးတော့ငါးပစွန်အပြင်ငါးသေးသေးလေးတွေလည်းအစုံလင်နဲ့ရရှိပါတယ်ရှင်ကန်ဆွဲတယ်ဆိုတာကတော့ယခုလိုမျိုးပစွန်နဲ့ငါးလေးတွေကိုကန်ထဲကနေပြီးတော့ဖမ်းတာကိုခေါ်ခြင်းဖြစ်ပါတယ်ရှင်ဒါလေးကတော့တန်းလော်မင်းလေးဖြစ်ပါတယ်သူ့ရဲ့ဒီလေးကမြေကြီးထိအောင်ကိုတီးနေတာပါနော်ပြီးရင်တော့ကျမတို့တိုးစရာလေးတွေတောက်ခုကြမယ်ရှင်ပေါက်ပန်းဖြူရွက်လေးဖြစ်ပါတယ်ပေါက်ပန်းဖြူရွက်လေးကလည်းပြုတ်တိုးလို့ကောင်းပါတယ်အခုခူတာလေးကတော့ဂျာဟင်းညွန့်လို့ခေါ်ပါတယ်သူကလည်းပြုတ်တိုးရတဲ့အရွက်လေးတစ်မျိုးပါပေါက်ပန်းဖြူရဲ့အပွင့်အနီလေးတွေကလည်းပြုတ်တိုးလို့ရတဲ့အတွက်ခူလိုက်ပါမယ်နော်ရွာဘက်မှာဆိုလို့ရှိရင်တော့ဟင်းစားကထုတ်ဝယ်စရာမလိုပါဘူးရှင်ကိုစိုက်ပျိုးထားတဲ့အသီးနှံလေးတွေကိုယခုလိုမျိုးလက်လက်ဆက်ဆက်နဲ့ခူစားရတာပါဒါလေးကတော့ဂွေးချိုတီလေးဖြစ်ပါတယ်သူကအချင်အနေနဲ့တို့စားလို့ရသလိုငပြာရည်နဲ့စားလဲကောင်းပါတယ်ရှင်တို့စရာလေးတွေအစုံတိုးလို့ရအောင်လို့ယခုလိုမျိုးလိုက်ခူရပါတယ်ခရမ်းကျွတ်တီလေးလည်းတို့ဖို့ခူလိုက်ပါမယ်ပြီးရင်တော့ဟင်းကိုစားချက်ပါမယ်။ကန်ထဲကနေယူလာတဲ့ငါးနဲ့ပစွန်လက်လက်ဆက်ဆက်လေးတွေဖြစ်ပါတယ်။ကန်ဆွဲတဲ့လူတွေပါလူများများစားမှာဖြစ်တဲ့အတွက်ငါးနှစ်ကောင်ကိုယခုလိုပဲခုတ်ပါတယ်ရှင်။ဒီဟင်းလေးကလူအများစားအတွက်ရေချိုလေးချက်ရပြီးတော့တစ်ခွက်ကောင်းအနေနဲ့စားရတာဖြစ်တဲ့အတွက်လူများတဲ့အခါမှာယခုလိုပဲအမြဲတမ်းချက်စားဖြစ်ပါတယ်။ငါးလေးကိုအတုံးကြီးကြီးလေးခုတ်ထားပါတယ်။ရေနဲ့3လီတာလောက်စေးကြောတန့်စင်ပြီးပြီဆိုလို့ရှိရင်တော့အရသာအတွက်စနွင်းစားချုံမုတ်လေးတွေကိုထည့်နေပေးပါမယ်ရှင်။ပြီးရင်တော့ငါးဟင်းလေးချက်ဖို့အတွက်စက်သွန်နီးစက်သွန်ဖြူနဲ့ငရုတ်သီးရှည်တောင်9000လောက်ကိုယခုလိုပဲညံ့ညက်လေးဖြစ်အောင်ထောင်းထားပေးပါမယ်။ငရုတ်သီးလေးညံ့အောင်ထောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ငါးဟင်းနဲ့ထက်ချက်ဖို့အတွက်စပန်လင်လေးကိုတောက်ဖို့ပေးပါမယ်။ရွာဘက်ဒီမှာဆိုလို့ရှိရင်တော့တစ်ခုကောင်းတာကယခုလိုမျိုးကိုစားဖို့အတွက်အသီးနှံလေးတွေကိုကိုယ်အိမ်ခြံဝင်းထဲမှာအမြဲတမ်းအခုလိုစိုက်ထားပေးကြပါတယ်။ဟင်းချက်ခံနေရင်တော့ organic အသီးနှံလေးတွေကိုတောက်ဖို့ပြီးချက်စားရုံပါပဲရှင်။ငါးဟင်းနဲ့ထက်ချက်ဖို့အတွက်ရှမ်းနံနံလေးပါတစ်ခါတည်းခူလိုက်ပါမယ်နော်။ခူရလေးပြူသွားပြီဆိုလို့ရှိရင်တော့ဟင်းလေးစားချက်လို့ရပါပြီ။အိုးရဲကိုစီလေးနည်းငယ်ထည့်ပါမယ်။ရုပ်သီးထောင်းထားတာလေးထည့်ပြီးတော့စီသက်ပေးပါမယ်ရှင်။ငါးဟင်းကအရင်နဲ့တောက်စလူလေးဖြစ်တဲ့အတွက်စီကိုနည်းနည်းလေးပဲတုံထားပါတယ်။ရုပ်သီးစီသက်တဲ့အနံ့လေးမွေးလာပြီဆိုလို့ရှိရင်တော့စပန်လင်လေးကိုထည့်ပြီးတော့စီသက်ပေးပါမယ်။အနက်လေးတွေမှုေးပြီးတော့စီသက်တာလေးကကျွတ်လာပြီဆိုလို့ရှိရင်ငါးလေးကိုထည့်ပြီးတော့ချက်လိုက်ပါမယ်။စပလင်ရဲ့အမွှေးကြိုင်အနမ်းရတာလေးတွေဝင်အောင်လို့ငါနဲ့စပလင်ကို10မိနစ်ခန့်လောက်လုံပေးထားပါမယ်ရှင်ပြီးရင်တော့အရေနဲ့များများလေးချက်မှဖြစ်တဲ့အတွက်အချုံမုံနဲ့စားလေးအနှဲငယ်ကိုထပ်ပြီးတော့ထည့်ထားပေးပါမယ်ငါးလုံးတဲ့အခါမှာအရသာလေးထည့်ပြီးတော့ယခုလိုမျိုးတစ်ခါတည်းလုံးချင်းဟာငါးရဲ့အသားတွေကိုအရသာလေးတွေပို့ပြီးတော့ဝင်စေပါတယ်ရှင်10မိနစ်လောက်ကြာလို့လုံးပြီးသွားပြီဆိုလို့ရှိရင်တော့စုံစိတ်ရည်လေးထည့်ပေးပါမယ်ပ
စွန်တုပ်လေး4-5កောင်ကိုပါတစ်ခါတည်းထည့်ချက်ထားပါမယ်ရှင်ဒီဟင်းချက်တဲ့အခါမှာအရေးကြီးတဲ့ပါဝင်ပစ္စည်းတစ်ခုကတော့စပက်လင်းနဲ့ထည့်ပြီးတော့စီတက်ခြင်းဖြစ်ပါတယ်ငါးရဲ့ညှိနှန်းကိုပျောက်စေတဲ့အတွက်စပက်လင်းကတော့မပါမဖြစ်တဲ့ဟင်းချက်ပစ္စည်းလေးတစ်ခုပါရေချိုချက်လေးချက်မှဖြစ်တဲ့အတွက်ရေကိုများများလေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်တအောင်လောက်ချက်ပြီးသွားပြီဆိုလို့ရှိရင်တော့ပစွန်နဲ့ငါးလေးနူးမနူးကိုအဖုံးလေးဖွင့်ပြီးတော့ကြည့်ပါမယ်ရှင်ပစွန်လေးတွေလည်းနူးလောက်ပြီဆိုလို့ရှိရင်တော့အချင်ရတာအတွက်မကြီးရည်လေးထည့်ပေးပါမယ်မကြီးရည်လေးထည့်ထားတာဖြစ်တဲ့အတွက်စူအောင်လို့အဖုံးလေးအုပ်ပြီးတော့10မိနစ်ခန့်လောက်ထပ်ထည့်ပေးထားပါမယ်ရှင်ယခုဆိုရင်တော့အနံ့အရန်မွေးပြီးစားလို့အရန်ကောင်းတဲ့ငါးနဲ့ပစွန်ရောချက်ထားတဲ့တောက်စလူရေချိုဟင်းလေးရပါပြီရှင်ဒီဟင်းလေးကချက်ရတာအရန်လွယ်ပြီးတော့စားလို့ထမင်းမိန်စီတဲ့အတွက်လိုက်ပြီးတော့ချက်စားကြည့်ကြပါနော်ပြီးရင်တော့အနံ့လေးပုံမွေးအောင်ဖို့အတွက်ရှမ်းနံနံလေးကိုအုပ်ပြီးချက်လိုက်ပါတယ်ယခုဆိုလို့ရှိရင်တော့အရန်ပြည့်စုံတဲ့ငါးဟင်းလေးတစ်ခွက်ရပါပြီရှင်ငါးဟင်းကတစ်ခွက်ကောင်ရေချိုလေးဖြစ်တဲ့အတွက်ငါးဟင်းလေးနဲ့တွဲစားဖို့အတွက်ကတော့စားရောင်းလေးထောင်းပါမယ်ကြက်သွန်အဖြူကြက်သွန်အနေနဲ့ငရုတ်သီးအကြက်မှုန့်လေးကိုယခုလိုပဲညံ့ညက်လေးဖြစ်အောင်ထောင်းပေးပါမယ်ရှင်အရသာအတွက်ကတော့စားနဲ့အချုံမုန့်လေးနည်းငယ်ကိုထည့်နိုင်ပါတယ်ရေတောက်ဟင်းလေးဖြစ်တဲ့အတွက်စားရောင်းလေးနဲ့တွဲဖက်ပြီးစားတာကတော့အလိုက်ဖက်ဆုံးပါနော်ပြီးရင်တော့ထမင်းစားဖို့အတွက်ပြင်ဆင်လိုက်ပါမယ်ရှင်ဒီဟင်းရဲ့အရသာလေးကတော့ငါးနဲ့ပစွန်ကိုလက်လက်ဆက်ဆက်လေးချက်ထားတာဖြစ်တဲ့အတွက်အရန်ကိုမှုေးပြီးတော့ချိုပါတယ်အရေတောက်ဟင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့အရေလေးတောက်ပြီးတော့လဲစားလို့ရတယ်လို့ဟင်းရီကိုစမ်းပြီးတော့လဲစားလို့ရပါတယ်စားရောင်းလေးနဲ့တွဲဖက်ပြီးတိုးစရာလေးနဲ့စားလိုက်တဲ့အခါမှာတော့အရန်ကိုစားမိတ်စီရဲ့ထမင်းဝိုင်းလေးဖြစ်ပါတယ်ရှင်မယုတ်သီးစားရောင်းနဲ့ကိုစီလေးနဲ့ငယ်ဆန်းပြီးရင်တော့ထမင်းလေးစားလို့ရပါပြီအားလုံးပဲစားကြပါအောင်နော်တော်ရဲ့တဘာဝကတော့လက်လက်ဆက်ဆက်ရတဲ့ယခုလိုမျိုးဟင်းသီးဟင်းရွက်နဲ့အသားငါးလေးတွေကိုအမြဲစားရပါတယ်ငါးနဲ့ပစွန်လေးတွေကလည်းအရန်လက်တဲ့အတွက်ဟင်းခက်ရတာမှုန်လေးအများကြီးမလိုပဲနဲ့ကိုတဘာဝအတိုင်းချိုနေတဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်ရှင်ထမင်းစားပြီးသွားပြီဆိုလို့ရှိရင်တော့အလုပ်လေးတွေဆက်လုပ်ရပါအောင်မယ်ရှင်ဖန်ထားလို့ရတဲ့ပစွန်လေးတွေကိုတော့ရောင်းဖို့အတွက်တောင်းထဲကိုခတ်ထည့်ရပါတယ်ဒီပစွန်လေးတွေကိုတော့အရှင်ရောင်းရတာဖြစ်ပါတယ်ရှင်ကန်အထိလာပြီးတော့ကားနဲ့ရန်ကုန်ကနေလာဆင်းဝယ်တာဖြစ်ပါတယ်ရန်ကုန်ကနေကားနဲ့လာယူတာဖြစ်တဲ့အတွက်ပစွန်အရှင်တွေရဖို့အတွက်ကိုတော့အောက်ဆီဂျင်နဲ့တည်သွားပေးရပါတယ်ရှင်ကျမတို့တွန်တေးမြို့လေးမှာဆိုလို့ရှိရင်တော့ယခုလိုငါးပစွန်မွေးမြူတဲ့လုပ်ငန်းလေးတွေကိုတော်တော်များများကလုပ်ကိုင်ကြပါတယ်ကျမတို့မြို့လေးရဲ့အဓိကလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်ရှင်ယခုလိုမျိုးကျမတို့ channel ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အားလုံးပဲအစားတောက်များပေါ်ရှင်ကြပါစေ